အားလုံးပဲမင်္ဂလာပါ Think Teach Online Learning ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ Supply Chain Management ဆိုတာပါလေ Supply Chain Management ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုဆိုတာကတော့ကုန်ပစ္စည်းတစ်ခုထုတ်လုပ်တာကနေစပြီးမှစနစ်တစ်ခုလုံးရဲ့ကုန်ကျစရိတ်များကိုအနည်းဆုံးဖြစ်အောင်လှုပ်ဆောင်ရင်ဝန်ဆောင်မှုအဆင့်လိုအပ်ချက်များကိုပြည့်မီစေရန်မှန်ကန်တဲ့အရေးအတွက်မှန်ကန်တဲ့နေရာမှန်ကန်တဲ့အချိန်တိုင်းထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက်ရောင်းသူထုတ်လုပ်သူကိုတောင်နဲ့စတိုးဆိုင်တို့ကိုထိရောက်စွာပေါင်းစပ်ပြီးစီမံခန့်ခွဲတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်လက်တွေ့ဘဝမှာကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတဲ့လုပ်ငန်းတစ်ခုကိုဥပမာပေးပြီးအသုံးပြုပြီးမှ supply chain management ရဲ့အဓိကတာဝန်10ချက်ကိုရှင်းလင်းသွားပါမယ်ကျွန်တော်ဥပမာပေးမဲ့ကုမ္ပဏီကအကစားဖက်နှက်ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ supply chain management မှာပထမအဆုံးအချက်ကတော့ planning and forecasting စီမံကိန်းနဲ့ခန့်မှန်းတွက်ချက်ခြင်းဆိုတာကတော့ဒီဖက်နှက်ကုမ္ပဏီကလာမဲ့3လမှာဘောလုံးရည်စတင်တော့မယ်ဖြစ်တဲ့အတွက်ဘောလုံးကန်ဖက်နှက်အရန်တသိန်းကိုလိုအပ်တယ်လို့သူကခန့်မှန်းတွက်ချက်တယ်ဒီအရေးအတွက်ကိုကုန်ချမ်းမီများတရေရာဘာစသည်လိုအပ်ဒီများကိုတွက်ချက်ကစီမံပြီးအစီအစဉ်ချမှတ်ခြင်းများကိုလှုပ်ဆောင်နေပေါ့နော်ဒုတိယအချက်အနေနဲ့ procurement ဝယ်ယူခြင်းထိုဖက်နှက်ထုတ်လုပ်ရန်အတွက်စီမံကိန်းအရာလိုအပ်တဲ့အရေးသွေးမြင့်တဲ့တရေကိုရရှိရန်အတွက်အိန္ဒိယနိုင်ငံမှာရှိတဲ့တရေစက်ရုံတစ်ခုနဲ့ဈေးနှုန်းညှိနှိုင်းပြီးမှ contract စာချုပ်ချုပ်ဆိုပြီးမှသူတို့ဝယ်ယူရတယ်နောက်တစ်ဆင့်အနေနဲ့ရော production and operation ထုတ်လုပ်ခြင်းနဲ့စစ်စင်ရေးဒီရဲ့ဖက်နှက်များကိုအရေးသွေးမြင့်မာစွာထုတ်လုပ်နိုင်ရန်တရေဖက်တောက်ရေးဌာနအချုပ်ဌာနနဲ့ကော်ကတ်ဌာနစသည်တို့ကိုအချိန်စရာနဲ့အညီညှိနှိုင်းဆောင်ရွက်ပေးခြင်းဝန်ထမ်းများစက်ပစ္စည်းများလုံလောက်စွာရှိခြင်းကိုစီမံခန့်ခွဲပေးခြင်းဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ inventory management ကုန်ပစ္စည်းလက်ကျန်စီမံခန့်ခွဲမှုပေါ့နော်။တို့ထုတ်လုပ်ရေးအတွက်လိုအပ်တဲ့ဖက်နှက်ကြိုးများပစ္စည်းပြတ်လတ်မှုမဖြစ်ရန်အမြဲတမ်းပမာဏတစ်ခုကို safety stock ပေါ့နော်။ပမာဏတစ်ခုထိတိုးလောင်ထားတယ်။ပြီးရင်ထုတ်လုပ်ပစ္စည်းရဲ့ဖက်နှက်များကိုလိုအပ်သည့်ထက်ပိုမိုစေရန်စုပုံပြီးမစုမိစေရန်စောင့်ကြည့်ခြင်းများကိုပြုလုပ်တယ်ပေါ့နော်အဲဒါ inventory management အဆင့်မှာပြုလုပ်ပါတယ်နောက်ထပ်အချက်အနေနဲ့ကတော့ logistics and transportation ပို့ဆောင်ရေးနဲ့တည်ယူပို့ဆောင်ခြင်းပေါ့ခဏတုန်းကအိန္ဒိယကနေဝယ်ယူထားတဲ့တည်ယူကုန်ကျန်းတွေကလေကြောင်းဖြင့်တင်မလားရေကြောင်းဖြင့်ပို့လာမလားမိတိကုမ္ပဏီနဲ့ပို့ပါကဈေးအသက်သာဆုံးအလုံးချုံဆုံးဖြစ်မလဲဆိုတာကိုရွေးချယ်စီမံပြီးစီမံခန့်ခွဲရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ် warehousing and distribution ကိုတောင်နဲ့ဖြန့်ဖြူးရေးထုတ်လုပ်ပစ္စည်းတဲ့ဖက်နှက်များကအပူချိန်ထိန်းထားတဲ့ကိုတောင်မှာစနစ်တကျခွဲခြားတူလောင်ပြီးမှဖြန့်ဖြူးရေးကိုယ်စားလှယ်များထံကမှရရှိတဲ့အမှားဆောင်များအတိုင်းကိုတောင်မှာဖက်နှက်တွေကိုထုတ်ပို့ပြီးသတ်မှတ်ထားတဲ့ဆိုင်တို့ကိုအမြန်ဆုံးပို့ပေးခြင်းကိုလုပ်ဆောင်ပါတယ် Customer Service and Relationship Management ဒီအဆင့်မှာကတော့ဖောက်တဲ့ဝန်ဆောင်မှုနဲ့ဆက်ဆံရေးစီမံခန့်ခွဲမှုပေါ့ဖောက်တဲ့တဦးကဝယ်ယူပြီးပစ္စည်းကရက်တစ်ပတ်လောက်ကြာတဲ့အချိန်မှာဖက်နှက်တွေကော်ကွာလာတဲ့ပစ္စည်း quality လေးအရေးသွေးမမြည့်ဘူးဆိုပြီးမှတိုင်ကြားလာလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ supply chain management အဖွဲ့ကတော့ဒီတိုင်ကြားချက်ကိုလက်ခံပြီးမှဖက်နှက်ကိုပြန်လည်ပြုပြင်ပေးတဲ့လဲလှယ်ပေးတဲ့စသည်များကိုတာဝန်ယူဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ် risk management ဒီအန်တရယ်စီမံခန့်ခွဲမှုအပိုင်းမှာကျတော့တရေတင်သွင်းတဲ့ကုမ္ပဏီကစိတ်ကမ်းမှနောက်နေတာလားပစ္စည်းတရဖို့ကြန့်ကြာလာတဲ့အခြေအနေတွေဖြစ်လာကြလို့ရှိရင်ထုတ်လုပ်မှုကိုမရပ်တန့်စေရင်ကျွန်တော်တို့ကနောက်ထပ်ဒုတိယပေးသွင်းမှုအရေးပေါ်ကုန်ကျန်းအမြန်ဝယ်ယူရရှိရန်စီစဉ်ထားကြိုတင်စီစဉ်ထားခြင်းကိုဆိုလိုပါတယ်ရေရှည်တည်တံ့ရေးနဲ့လိုက်နာဆောင်ရွက်မှု sustainability and compliance ပေါ့ဒီအဆင့်မှာကတော့ဖက်နှက်ထုတ်လုပ်ရတဲ့ဟာကအတုံးပြတဲ့ကော်ကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်လားစံချိန်စံညွှန်းနဲ့ညီလားစသည်များကိုလေ့လာပြီးမှလိုက်နာရခြင်းဖြစ်ပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ကလေးလောက်တာများကိုအတုံးမပြုကြောင်းတေချာစေခြင်းစသည်များကိုလိုက်နာဆောင်ရွက်ကြရတယ်continuous improvement စင်စက်မပြတ်တိုးတက်အောင်လှုပ်ဆောင်ခြင်းကျွန်တော်တို့ကဒီရဲ့လုပ်ငန်းကိုအမြဲတမ်းပို့ပြီးကောင်းမွန်လာအောင်လှုပ်ဆောင်ရတယ်ပေါ့နော်ဥပမာဒီထုတ်လုပ်နေတဲ့ကုမ္ပဏီကတော့ဖက်နှက်ကော်ကတ်တဲ့နေရာမှာအချိန်အကြာဆုံးဖြစ်လေလို့သူတို့ကစစ်တမ်းကောက်ရတယ်ဒီလုပ်ငန်းစဉ်ကခင်မီရဲ့နိုင်ငံတွေကတော့စက်ရုံများကိုအစားထိုးအသုံးပြုပြီးမှကုန်ကျစရိတ်ကိုရှော့ချကထုတ်လုပ်မှုအချိန်မြင့်တင်နိုင်ခြင်းများကိုပြုလုပ်ခြင်းများဖြစ်လာပါတယ်အချုပ်အပြင်ကျွန်တော်တို့ရဲ့ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှု
ဆိုတာကတော့ကုန်ပစ္စည်းတစ်ခုကိုကုန်ချမ်းကနေစလို့ဖောက်တဲ့လက်ထက်ရောက်ရှိသွားတဲ့အချိန်လမ်းကြောင်းတစ်ခုလုံးကိုစီမံခန့်ခွဲတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့စီးပွားရေးလောကမှာကုမ္ပဏီတစ်ခုရဲ့ရှင်ပြန်နိုင်စွမ်းနဲ့ရေရှည်အောင်မြင်မှုအတွက်မရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။ supply chain management ဆိုတာဒီနေ့ခေတ်မှာပုံမူပြီးအရေးပါလာတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီချိန်ထိကျွန်တော်နဲ့အတူတူစောင့်ကြည့်ပေးတဲ့အတွက်လူချင်းမင်းတို့ရဲ့ supply chain management ကိုအတိုင်းအတာတစ်ခုထိတော့နားလည်တော့မယ်လို့ယုံကြည်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ကျေးဇူးတင်ပါတယ်